တိုင်းလောကမှာနာမည်ကြီးနေတဲ့ဘရာဇီးကနဝင်ဒိုကြီးရဲ့ချစ်သူဟောင်းဦးမေစုဘောလုံးနဲ့ပတ်သက်လို့ဘာပဲလို့မဟာမိတ်ဘောလုံးဝန်ဆောင်မှုရှိတယ်နော်မဟာမိတ်မှာဘာဝန်ဆောင်မှုတွေရတယ်လဲဆိုတာသိဖို့ profile bio မှာရှိတဲ့ link ကတစ်ဆင့်အမြန်ဆုံးဆက်သွယ်လိုက်တော့နော်2002ကမ္ဘာဖလားရဲ့အောင်ပွဲတွေအောက်မှာပွင့်လန်းခဲ့တဲ့အချစ်ဇလန်တစ်ပုဒ်ဒိုကြီးလို့လူသိများတဲ့ဘရာဇီးကနဝင်တိုက်စစ်မှုကြီးရဲ့ချစ်သူဟောင်းမီရှယ်ဦးမေစုကိုမှတ်မိကြအောင်မလားတစ်ချိန်ကတာမန်စပွဲထိုးလေးဘဝကနေကိုကာရပလမဲ့အဖြစ်ကြိုးစားခဲ့ပေမဲ့အခုချိန်မှာတော့သူမရဲ့ဘဝလျှောက်လန်းကလုံးဝကိုပြောင်းလဲသွားခဲ့ပါပြီဟုတ်ပါတယ်လက်ရှိမှာတော့သူမဟာ OnlyFans လို့ခေါ်တဲ့တိုင်းလောကမှာနာမည်ကြီးမော်ဒယ်တူဖြစ်နေခဲ့ပြီးလေထူးဆန်းတဲ့တောင်းဆိုမှုတွေပြင်းထန်တဲ့ဝေဖန်မှုတွေကသူမစီကိုနေ့စဉ်ရိုက်ခတ်နေပါတယ်ဒါပေမဲ့ကိုယုံကြည်မှုရှိဖို့နဲ့တစ္ဆာရှိဖို့ကသာအရေးကြီးဆုံးပဲလို့ခံယူထားတဲ့သူမရဲ့ရွေးချယ်မှုကရောအမှားလားအမှန်လား